လူများစုကအောင်မြင်မှုကိုပဲမမော်ကြတယ်ရလက်ကောင်းတွေကိုပဲလိုချင်ကြတယ်ဒါပေမဲ့တကယ်အောင်မြင်သွားတဲ့သူတွေရဲ့နောက်ွယ်မှာဘာရှိလဲဆိုတာကိုတော့တတိမထားမိကြဘူးတခါတော့ကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ကိုလူငယ်တယောက်ကမေးတယ်ဆရာကျွန်တော်လဲဆရာလိုချမ်းသာခြင်းတယ်ဆရာလိုအောင်မြင်ခြင်းတယ်ဘာလို့ရမလဲတဲ့အဲ့ဒီအခါလုပ်ငန်းရှင်ကြီးကပြုံးပြီးပြန်ပြောတယ်မင်းချမ်းသာခြင်းရင်ပိုက်ဆံကိုအရင်မရှာနဲ့ချမ်းသာတဲ့သူတယောက်ရဲ့စိတ်သက်နဲ့နေထိုင်မှုပုံစံကိုအရင်ဆုံးမင်းရဲ့ခန္ဓာကိုယ်ထဲထည့်လိုက်ပါတဲ့ကျွန်တော်တို့အားလုံးကပန်းတိုင်ကိုပဲကြည်နေတတ်ကြတယ်ဒါပေမဲ့ပန်းတိုင်ကိုရောက်ဖို့ဆိုတာရလက်ကိုမရခင်ကတည်းကအဲ့ဒီရလက်နဲ့ထိုက်တန်တဲ့သူဖြစ်အောင်နေထိုင်တတ်ဖို့လိုပါတယ်မင်းအားကစားသမားကောင်းဖြစ်ချင်ရင်စုတစိတ်ကိုမကြည့်ပါနဲ့အားကစားသမားတယောက်ရဲ့စီကံအတိုင်းအရင်နေထိုင်ပါမင်းတထေးဖြစ်ချင်ရင်အထုံးအဖြုံကိုမကြည့်ပါနဲ့တထေးတယောက်ရဲ့စဉ်းစားဖို့နဲ့အလုပ်ကြိုးစားမှုကိုအရင်ကြည့်ယူပါဘဝမှာရလက်တစ်ခုကိုလိုချင်ရင်အဲ့ဒီရလက်ကိုမရခင်ကတည်းကအဲ့ဒီရလက်ကိုဖန်တီးပေးမဲ့နေထိုင်မှုပုံစံမျိုးနဲ့နေထိုင်ရပါမယ်မင်းရဲ့လက်ရှိလှုပ်ဆောင်ချက်တွေကမင်းဖြစ်ချင်တဲ့ပုံရိပ်နဲ့ထပ်တူကျနေပြီလားပြန်မေးကြည့်ပါ